对蹦山 KTV 音乐节内的送家妹第简单对的表讯息呀ဒီညတော့အလုံးလွတ်ထားမယ်စနေတာပင်ပန်းမညာဒီညတော့ခဏမိတ်ထားတကယ်ချင်းနဲ့ဆိုတဲ့ချိန်ပုံဆိုင်ကိုပဲလာခဲ့ပါလာတဲ့ကောင်းလေးတွေချစ်စရာကောင်းပြီးပေါ်ရွှေရဲ့အပြုံးလေးတွေနဲ့ကြိုးဆိုလို့ပုံဆိုင်ရတဲ့ပို့ပြီးလာတဲ့ဒီရောက်ကမျိုးမျိုးဆိုဒီရောက်ကလည်းဒီချင်းအပြုံးလေးနဲ့ပြောကြရဲ့ဒီညလေးမမဲချင်ပုံဆိုင် KTV ပုံဆိုင် KTV သူငယ်ချင်းနဲ့ဆုံးမဲ့နေရCome later လာတဲ့ပေါ်ရတဲ့လာတဲ့သူတိုင်းပြောဆိုရပုံဆိုင် KTV ပုံဆိုင် KTV အပြုံးလေးတွေကြောက်ဆိုရတချင်းဆိုမပြောချမယ်နောက်တိုင်းတွေ့မတရားမိုက်ရိုဖုန်းကိုင်လိုက်ပြီးကိုကြိုက်တဲ့ချင်းဆို Come later ရဲ့ပြောနေဒီညတော့ရင် call me be no ဟောရတဲ့ပြောဆိုတွေ့တဲ့ပြောလဲပုံဆိုင်ကိုတခါရောက်ရင်နောက်တခါပြန်လာချင်မယ် Yo Bossa KTV ဒီညပါလို့မလဲတင်ငယ်ချင်းတို့ဆိုပြီးဆိုမိုက်ကပြီးဆိုမိုက်ကွာကမလေးတွေလာတဲ့အပြုတ်ကလဲကြိုးတယ်ပေါ်တဲ့ပုံစံနဲ့အတီတိုင်းမကြိုးတယ်တချင်းတဲ့ရင်ပြီးတဲ့လွမ်းရှိတချင်းနဲ့ဖြေပုံစံရောက်ပြီးဆိုရင်ဒီညတော့ပြောကြမယ်ပုံစံ KTV ပုံစံ KTV တင်ငယ်ချင်းတွေနဲ့ပြောစီရကမလေးတွေလာတဲ့ပေါ်ရအပြုံးနေနဲ့ကြိုးဆိုရပုံစံ KTV KTV ညနေမှာစိတ်ကရတချင်ဆိုရင်ပြောချမယ်အမတ်တရားတွေပုံစံရပုံစံ KTV လာခဲ့တော့သူငယ်ချင်းလာပါတဲ့ပြုံးပေါ်ရဲတဲ့သူတွေနဲ့ဒီညလဲသူတို့ပြောကြမယ်